I want to speak honestly. Manchester United နဲ့ပွဲကမောင်မောင်လွင်ရဲ့ကိုကိုသုံးသက်ကြည့်ခြင်းကောင်းမှာတောင်းဆိုထားလို့ရောကျွန်တော်ကိုယ်တိုင်လည်းမြန်မာကစားသမားတစ်ယောက်အတွက်မှတ်တမ်းတစ်ခုဖြစ်တဲ့ပွဲမလို့လုပ်ပေးခြင်းလို့ခက်တူတူပဲလုပ်ပေးလိုက်ပါတယ်။နည်းနည်းနောက်ကျတာကိုလည်းနားလည်ပေးကြပါ။နောက်ပြီး video edit ဖို့အချိန်ယူရသေးလို့ပါ။မင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုးဆိုပါရစေ။ဒီ video YouTube ကနေကြည့်နေရဆိုရင် Vivian လေးခံပြီးကြည့်ပေးကြပါ။ဒီ video ကိုနှစ်ပိုင်းခွဲပြီးတင်ဆက်ပေးသွားပါမယ်။1မောင်မောင်လွင်နဲ့ ASEAN All-Starပြီးခဲ့တဲ့ရက် Manchester United နဲ့ ASEAN All-Star အသင်းတို့မလေးရှားနိုင်ငံမှာခြေစမ်းပွဲအနေနဲ့ကန်သွားခဲ့ကြပါတယ်။ ASEAN All-Star ဆိုတဲ့အတိုင်း ASEAN နိုင်ငံတွေကတနိုင်ငံကိုအနည်းဆုံးတစ်ယောက်စီရွေးချယ်ပြီးယာယီအသင်းတည်ဆောက်ခဲ့ကြတာပါ။ဒီရက်မှာမြန်မာနိုင်ငံကိုစားပြုအဖြစ်မမောင်လင်းကိုရွေးချယ်ခဲ့ပါတယ်။ဒီတော့မမောင်လင်းပါလာတယ်ပေါ့။အရင်ဆုံး ASEAN All-Star မှာမမောင်လင်းပါမယ်ဆိုတဲ့သတင်းတွေကအစောကြီးတွေကသတင်းတွေထွက်နေပြီးသားပါ။ဒါနဲ့ပတ်သက်ပြီးလိုင်းရမှာပါမလားဆိုတဲ့မိကုန်းတွေကိုမမောင်လင်းကိုယ်တိုင်လည်းမသိသေးဘူး။နီးပြပေါ်မူတည်တယ်ပါမယ်လို့တော့ယုံကြည်ချက်ရှိတာပေါ့။စသဖြင့်ဖြေခဲ့ပါတယ်။ဒါအပြင်အဲ့ဒီ interview တွေမှာမမောင်လင်းက United နဲ့တွေ့ရမှာစိတ်လှုပ်ရှားနေတဲ့အကြောင်းသူကိုယ်တိုင်လည်း United ပြည်သက်ဆိုတဲ့အကြောင်းတွေထုတ်ပြောခဲ့ပါတယ်။အဲ့ဒီကိုလည်းရောက်ဖို့တော့စောင့်နိုင်တော့ဘူး။ဒီပြောပြမယ်မန်ဆိုလည်းကျွန်တော်အားပေးတယ်။မှန်တယ်ပြောရင်ကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်ယုံကြည်တယ်ဝင်လာမယ်လို့။ဘာကြောင့်လဲဆိုတော့သူတို့ကဒီအသင်းမှာစပြီးရတာ position အလိုက်ယူရတာဖြစ်တဲ့ဆိုတော့တခြားနိုင်ငံက player တွေလည်းယူရဒီတော့ဒီပွဲပေါ်မမောင်လင်းဘယ်လောက်မျှော်လင့်ထားသလဲဆိုတာသိတာပါတယ်မမောင်လင်းရဲ့ကစားပုံနဲ့ကစားခဲ့တဲ့မှတ်တမ်းကိုကောက်ကြည့်ရရင်ဟန်နာရီကနေပေါ်ထွက်လာခဲ့ပြီးရန်ကုန် United မှာလည်းကစားခဲ့ပါတယ်မြန်မာလက်ရေးစင်အသင်းအတွက်လည်းအသက်အလိုက်ပါဝင်ကစားခဲ့ပြီးလက်ရှိမှာ Thai Club Lafon Warrior မှာကစားနေပါတယ်မမောင်လင်းက Lafon Warrior နဲ့အတူ Thai League 2ကနေတန်းတက်လာခဲ့တာပါမမောင်လင်းကစားတဲ့ role ကတော့ဝင်ကားပါမမောင်လင်းရဲ့အားသာချက်ကတော့ Spain အလွတ်တွေမှာနေရာယူတဲ့နေရာအသင်းကဘောလုံးနဲ့အတူရှိနေတဲ့အချိန်နဲ့ကောင်နာစားတဲ့အချိန်တွေမှာမမောင်လင်းကနေရာယူကောင်းတဲ့ကစားသမားပါအလင်ခောက်လည်းမဆိုးတဲ့ကစားသမားဖြစ်တယ်လို့ free kick ကိုကန်လည်းကောင်းပါတယ်နဲ့ United နဲ့ပွဲမှာမမောင်လင်းက line up တော့မပါဝင်ခဲ့ရပါဘူးဒုတိယပိုင်းမှာပါဝင်လာခဲ့ရတာပါ United ကဒီပွဲမှာဖိကစားနေခဲ့ပြီး ASEAN All-Star အသင်းနီးပြက United နဲ့တွေ့တဲ့ပွဲမှာရလက်ကောင်းကြတဲ့ကြောင့်ခံစစ်ကိုကြစ်လစ်ကစားပြီးတံမြန်တိုက်စစ်နဲ့ပဲကစားခဲ့တာပါဒီမှာပွဲချိန်မိနစ်80မှာ ASEAN All-Star အသင်းကတာဝန်ကိုဘောလုံးထုတ်တဲ့အချိန်ဒီမှာ United ကစားသမားတွေကြားမှာ space အကျယ်ကြီးပေးထားပါတယ်ဒီလိုတိုင်းကြည့်ရင် mid line နဲ့ defense line ရဲ့ကြား between the line မှာ United ကစားသမားတစ်ယောက်ပဲရှိခဲ့ပါတယ်ဒီမှာ ASEAN All-Star အသင်းကကစားသမားကဒီ space တွေကိုပြန်ဆင်းပြီးဘောလုံးလက်ခံလိုက်ပါတယ်ဒီမှာ United ရဲ့ခံစစ်တန်းမှာကစားသမား၄ယောက်ထိရှိပါတယ်။မမောင်လင်းရောနောက်ထပ်ကစားသမားတစ်ယောက်ရောနေရာယူထားပုံကကောင်းပါတယ်။လူမကြုံပါဘူး။ဒီကစားသမားကဘောလုံးကိုမပေးသေးပဲဆက်ဆွဲလာတာကြောင့် United ခံစစ် line ကစားသမား၂ယောက်ကဒီကစားသမားကို press ပေးဖို့လုပ်ပါတယ်။အဲ့ဒီအချိန်မှာသူပေးလို့ရတာဒီလို၂ယောက်စလုံးပေးလို့ရပါတယ်။ဒါပေမဲ့ United နောက်တန်းကဒီကစားသမားတစ်ထောက်တာကြောင့်ဒီဘက်ကိုပေးရင်လွတ်ဖို့ရခိုင်တော့ကနေပါတယ်။သိကြပါဘူး။ဒါကြောင့်တရားတဲ့ဘက်ကမမောင်လင်းကိုပေးပါတယ်။ဒီမှာပေးတဲ့ကစားသမားကိုလည်းချီးကျူးချင်ပါတယ်။အသက်20ပဲရှိသေးတယ်။ Australia ကစားသမားလို့သိရပါတယ်။သူပေးတဲ့ပတ်စင်ကတော်တော်ကောင်းပါတယ်။ဒီနောက်တန်းကစားသမားရှေ့ကိုတလန်းထွက်နေတာတော့မောင်လင်းစီကိုအရောက်ပေးနိုင်ခဲ့ပါတယ်။ဒါကဒီကောင်လေးက cuff နဲ့ပေးလိုက်လို့ပါ straight ပေးရင်ဖမ်းမိနိုင်ပါတယ် cuff နဲ့ဆိုတော့နောက်ခံလူရဲ့ပြေးထွက်လာမယ့်အချိန်ကိုကြော်ပြီးမမောင်လင်းစီရောက်သွားတာပါဒါအပြင်ပေးလိုက်တဲ့အချိန်ကလည်းကွက်တီအနေတော့ပါပဲများလည်းမများလဲလည်းမနေတဲ့အတွက်အစင်းနဲ့ကန်ရုံပါပဲဒါမျိုးကို Kevin De Bruyne နဲ့ Ozil တို့ကစားသမားတွေသာလုပ်နိုင်တာပါမမောင်လင်းဘက်ကပြန်ကြည့်ရင်လည်းဒီကစားသမားဘောလုံးလက်ခံတွေကမမောင်လင်းကပေးလို့ရအောင်နောက်ခံလူနဲ့ခွာပြီးပြေးခဲ့ပါတယ်ပြေးနေရင်ကနေတခါတည်းကန်ဖို့အတွက်ခန္ဓာကိုယ်အနေထားပြောင်းလိုက်တာကိုလည်းတွေ့ရပါတယ်first step တွေပါလုံးမနေတော့ပဲအလိုက်သင်းကိုအခြေသေးကိုကန်ထည့်ခဲ့ပါတယ်တခါတည်းကန်လို့လေဒီအလုံးကိုရခိုင်တော့ပုံများသွားတာပါဒီတော့မမောင်လင်းလည်းတကယ်ကိုတော်ခဲ့ပါတယ်ဒီအတွက်ချီးကျူးရမှာပါဒီမှာဆိုရင်မမောင်လင်းမကန်ခင်မှာကိုသမားကအန်ဂယ်ကျင်းတဲ့ကျင်းဖို့အတွက်ရှေ့ထွက်လာတာကိုတွေ့ရပါပါနောက်ပြီးဒီနောက်တန်းကလည်းမမောင်လင်းရဲ့ခြေတလန်းစာအကွာအဝေးပဲရှိပါတယ်ဒီတော့မမောင်လင်းဘောလုံးတစ်ချက်ထိန်းလိုက်ရင်ဂိုးနိုင်ကြီးကတော်တော်လေးကိုနည်းသွားမှာပါဒါကြောင့်တခါရဲကန်ကိုဆုံးဖြတ်ခဲ့ပြီးအဆုံးသက်လေးတေးကြခဲ့တဲ့မမောင်လင်းကိုချီးကျူးရမှာပါလုံသင်းတာကိုလောရမယ့်အချိန်မှာလုံကိုလုံခဲ့တာပါဒါကိုတစ်ချိန်နဲ့ဆုံးဖြတ်ရတာကတိုက်စစ်မှုတယောက်ရဲ့အရေးချင်းမှာမမောင်လင်းကိုသွင်းအပြီးမှာအသင်းပေါ်ရင်းနဲ့တူအောင်ရွက်ခံခဲ့ပါတယ်မမောင်လင်းကမြန်မာကိုကဘာကတိအောင်လုပ်ပြနိုင်ခဲ့တာဖြစ်သလိုမှတ်တမ်းတစ်ခုလည်းဖြစ်သွားပါတယ်ဒါကတော့မန်ယူကိုဂိုးသွင်းခဲ့တဲ့ပထမဆုံးမြန်မာကစားသမားဆိုတာပါမြန်မာ United ပြည်သက်တွေအတွက်တော့စိတ်ပြတ်ရမလို့ဝမ်းသာရမလို့ဖြစ်ခဲ့ပေမဲ့ဒီလိုဖြစ်เสียမလို့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြောပြပါမယ် United ဘက်ကကြည့်ရင်ဒါကငွေလာရှာတာပါခြေစမ်းပွဲပါအဓိကကစားသမားတွေကိုတော့မိနစ်30အနည်းဆုံးကွင်းထဲမှာမဖြစ်မနေထည့်ကန်ရမယ်ဆိုတဲ့စာချုပ်ပါအချက်လက်ရထည့်ကန်ရတာပါမောင်မောင်လင်းကိုတားခဲ့တဲ့အဲ့ဒီနောက်တက်ကစားသမားလေးဆိုရင်လူငယ်ကစားသမားလေးပါအသက်က18နှစ်ပဲရှိသေးတယ်ကူကွန်ကီဆိုတဲ့လူငယ်ကစားသမားလေးပါ
မကွာရတို့ဒီလစ်မာရီနက်စ်တို့ဆိုဒီလုံးမျိုးပေးရချင်မှလည်းပေးရမှာပါစဉ်းစားကြည့်ရင်စီးပွားလာရှာတာပါငွေရဖို့လာကစားတာပါအရင်ကြီးအားမဆိုင်ပါဘူးဒါပေမဲ့ဒီလိုအသင်းလောက်ကဒါနဲ့ကန်ကန်အရင်နဲ့ကန်ကန်နိုင်ကိုနိုင်တဲ့နဲ့ဆိုတာမျိုးတော့ဖြစ်ရမှာပါတစ်ဖက်ကမမောင်တစ်ဖက်ကကြည့်ရင်လည်းမြန်မာလိုကစားသမားကဘလို့တစ်ဖက်နောက်ခံသူကလူငယ်ပဲရှိနေပါစေအောင်တော့ဥရောပက United လိုအသင်းကကစားသမားတွေကိုအခြေအနေပြိုးထောင်မောင်အကယ်ဒမီချင်းမတူတဲ့အခြေအနေကနေအခုလိုပိုးသွင်းနိုင်တယ်ဆိုတာဂုဏ်ယူရမှာပါဒီတော့ပြောချင်တာကအပြည့်အဝပြောလို့ရပါတယ်အသင်းကိုလည်းစိတ်တက်နေကြမလို့ပါဘူးမမောင်လင်ကမြန်မာအတွက်ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်ဒီပွဲပြီးမှမမောင်လင်ကိုလူပညာရှင်တွေနဲ့ဘောလုံးမီဒီယာတချို့ကချီးကျူးခဲ့ကြပြီးမြန်မာ National League ဒေဘောကလပ်ဟန်သာရီ United နဲ့ရန်ကုန် United တို့ကသူတို့ရဲ့ official social media တွေစာမျက်နှာတွေမှာအသီးသီး news ကဆိုခဲ့ကြပါတယ်မမောင်လင်ကအခုချိန်မှာမြန်မာနိုင်ငံကိုပြန်ရောက်နေပြီးလေစိမ့်မှာသူ့ကို United အသင်းဝတ်စုံနဲ့တွေ့ရပါတယ်အဲ့ဒီသူဝတ်ထားတဲ့ United အသင်းဂျာစီက United အသင်းကောင်တော့ Bruno Fernandes ရဲ့ဂျာစီတို့ပြပြခဲ့ပါတယ်ပြီးတော့လေသူအားပေးတဲ့အသင်းကိုဂိုးသွင်းခဲ့ရလို့တည်ပြောပြီးလို့လည်းပြောသွားခဲ့ပါတယ် ။ဒီဘယ်သူအိမ်လိုချင်လဲပေါ့နော်အဲ့လိုမျိုးတော့မေးရကျွန်တော် Bruno အိမ်လိုချင်တယ်သူကိုယ်တိုင်ပဲသွားပြီးယူပြီးတော့ကျွန်တော်လာပေးရပါဘူး။ ဒါတော့ဘယ်လိုကြီးလဲဟုတ်ကဲ့ Bruno အိမ် မမောင်လင်ကမြန်မာလက်ရွေးစင်အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့အသင်းပရိသတ်တွေရဲ့ပြဿနာတက်ဆဲဆိုတာကနေအသင်းကောင်းဆောင်ရာတွေကနေဖယ်ရှားခံခဲ့ရပါတယ်အဲဒီတော့မမောင်လင်ကိုပရိသတ်တွေကစိတ်ဆိုးခဲ့ကြပေမဲ့အခုလိုဂုဏ်ယူစရာရှိလာတော့သူတို့ပဲအရာအားလုံးနေပြီးရှေ့ဆုံးကအားပေးခဲ့ကြတာပါမြန်မာနိုင်ငံကပရိသတ်တွေကတကယ်တော့အဲ့လိုဂုဏ်ယူချင်နေတာပါဂုဏ်ယူချင်ကြလေးများရှိရင်ပြောမဆုံးနိုင်မြန်မာလူမျိုးပါဖြစ်ခဲ့တာတွေကလည်းကောင်းတဲ့ကျွန်တော်ဖြစ်ခဲ့တာပါဘာပဲဖြစ်ဖြစ်အခုလိုမြန်မာပရိသတ်တွေဂုဏ်ယူရတဲ့မှတ်တမ်းတစ်ခုကိုရယူနိုင်ခဲ့တဲ့မမောင်လင်ကို congratulation လို့ပြောချင်ပါတယ်နောက်တစ်ချိန်မှာငါတို့မြန်မာကစားသမားကမန်ယူကိုတော့ဂိုးသွင်းမှုတဲ့အဲဒီနောက်ငါတို့မြန်မာကစားသမားကမန်ယူမှာတော့ကစားမှုလေဆိုတာမျိုးထိမျှော်လင့်နေပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးနဲ့ဆက်ပြီးဆိုတော့ကိုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ technical analysis ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာခေါင်းမှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ